speaking pattern လေးကတော့ nothing is more important than noun သို့မဟုတ် verb ing pattern လေးပဲဖြစ်ပါတယ်သူရဲ့မြန်မာလိုအဓိပ္ပာယ်ကတော့ဘယ်ဟာကမှဒီဟာလောက်ဒီဟာထက်အရေးမကြီးဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်တခုချင်းခွဲပြီးပြောရရင် nothing is more important ဆိုတာကဘယ်ဟာမှအရေးမကြီးဘူးလို့ပြောတာပါ then နောက်မှာ ing သို့မဟုတ် noun လိုက်ရတယ်အဲ့ဒီ noun သို့မဟုတ်အဲ့ဒီ ing ထက်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော် then ဆိုတာထက် nothing is more important ဘယ်ဟာမှအရေးမကြီးဘူး then ထက် noun သို့မဟုတ် ing ဟုတ်ပြီနော်အဲ့ဒီကိုရေးလိုက်တဲ့ ing သို့မဟုတ် noun ထက်ဘယ်ဟာကမှအရေးမကြီးဘူးလို့ပြောတာပိုရှင်းသွားအောင်ဆိုပြီး example လေးနဲ့ကြည့်အောင်Nothing is more important than honesty. Nothing is more important. ဘယ်ဟာမှအရေးမကြီးဘူးဆိုပြီးတခါတည်းသာချက်ထားလိုက်တော့ then ဆိုတာကထက် honesty ဆိုတာကရိုးသားမှုဆိုတဲ့ noun ဖြစ်ပါတယ်။ရိုးသားမှုလောက်ရိုးသားမှုထက်ဘယ်ဟာကမှအရေးမကြီးဘူးပိုအရေးမကြီးဘူးလို့ပြောတာပေါ့နော်။အတိအကျပြောရင်တော့ more လေးပါတော့ရိုးသားမှုလောက်ဘယ်ဟာမှအရေးမကြီးဘူးလို့ပြောခြင်း Nothing is more important than honesty.Nothing is more important than honesty. နောက် example လေးတစ်ခုကိုကြည့်အောင်ဟုတ်ပြီဂျာလေးကိုမြန်မာတော့အရင်ပြောကြည့်မယ်မိသားစုလောက်ဘယ်ဟာကမှပိုအရေးမကြီးဘူးတစ်ခုချင်းအရင်ခွဲပြောကြည့်မယ်ဘယ်ဟာမှအရေးမကြီးဘူးဆိုတာကဘယ်ဟာကမှပိုအရေးမကြီးဘူးဆိုတာက Nothing is more important. Nothing is more important. မိသားစုလောက်မိသားစုထက် then family. Then family.မိသားစုလောက်ဘယ်ဟာမှအရေးမကြီးဘူးလို့ပြောခြင်း Nothing is more important than family. Nothing is more important than family. နောက် example တစ်ခုကိုကြည့်အောင်အစားအစာလောက်ဘယ်ဟာမှပိုအရေးမကြီးဘူးဘယ်ဟာမှပိုအရေးမကြီးဘူးဆိုတာက Nothing is more important. အစားအစာလောက်ဆိုတာက than food. Than food.အစားအစာလောက်ဘယ်ဟာကမှပိုအရေးမကြီးဘူးလို့ပြောခြင်း Nothing is more important than food. Nothing is more important than food. လေ့ကျင့်တာပိုတွက်သွားအောင်ဆိုလို့ရှိရင်အတေချာလေးမှတ်ထားသင့်တယ်နော်ဥပမာဆိုရင် Nothing is more important ဆိုတာလေးကိုအတွဲလိုက်ကလေးမှတ်ထားသင့်တယ်နော်သူရဲ့အဓိပ္ပာယ်ကဘယ်ဟာမှပိုအရေးမကြီးဘူးလို့ပြောရလေ Nothing is more important. Nothing is more important. ကဲစလေ့ကျင့်လိုက်အောင်ကျမ်းမာရေးလောက်ဘယ်ဟာမှအရေးမကြီးဘူးကျမ်းမာရေးလောက်ဘယ်ဟာမှအရေးမကြီးဘူးဘယ်ဟာမှအရေးမကြီးဘူးဆိုတာက Nothing is more important. Nothing is more important. ကျမ်းမာရေးလောက်ကျမ်းမာရေးထက် then head. noun သို့မဟုတ် ing ဖြစ်ရမယ်နော်ဒီမှာ head တီးဆိုပြီးရေးလို့မရဘူး head ကမှ noun ဖြစ်ပါတယ်ကျမ်းမာရေးလောက်ဘယ်ဟာမှအရေးမကြီးဘူး Nothing is more important than head. Nothing is more important than head. ပညာရေးလောက်ဘယ်ဟာမှအရေးမကြီးဘူးပညာရေးလောက်ဘယ်ဟာမှအရေးမကြီးဘူးဘယ်ဟာမှအရေးမကြီးဘူးဆိုတာက Nothing is more important. Nothing is more important. ပညာရေးလောက်ပညာရေးထက် than education. Than education.ပညာရေးလောက်ဘယ်ဟာမှအရေးမကြီးဘူးလို့ပြောခြင်း Nothing is more important than education. Nothing is more important than education. စိတ်ငြိမ်းချမ်းမှုလောက်ဘယ်ဟာမှအရေးမကြီးဘူးစိတ်အေးချမ်းမှုလောက်ဘယ်ဟာမှအရေးမကြီးဘူးဘယ်ဟာမှအရေးမကြီးဘူး Nothing is more important. Nothing is more important. စိတ်ငြိမ်းချမ်းမှုလောက်စိတ်ငြိမ်းချမ်းမှုထက်Then inner peace. Then inner peace. Inner ဆိုတာအတွင်းကိုပြောတာနော်စိတ်အတွင်းပိုင်းတွေက peace ဆိုတာငြိမ်းချမ်းတာကိုပြောတာ Inner peace စိတ်ငြိမ်းချမ်းမှုစိတ်အတွင်းပိုင်းတွေကအေးချမ်းမှုလို့ပြောတာသူလည်း noun ဖြစ်တယ်နော် noun အတွဲလေးပေါ့ noun phrase လို့ခေါ်မှာပေါ့စိတ်အေးချမ်းမှုလောက်ဘယ်ဟာမှအရေးမကြီးဘူး Nothing is more important
than inner peace. Nothing is more important than inner peace. ကျင်နာမှုလောက်ဘယ်ဟာမှအရေးမကြီးဘူး။ကျင်နာမှုလောက်ဘယ်ဟာမှအရေးမကြီးဘူး။ဘယ်ဟာမှအရေးမကြီးဘူးဆိုတာက nothing is more important. Nothing is more important. ကျင်နာမှုလောက် than kindness. Than kindness. ကျင်နာမှုလောက်ဘယ်ဟာမှအရေးမကြီးဘူးလို့ပြောခြင်း nothing is more important than kindness. Nothing is more important than kindness. အချိန်လောက်ဘယ်ဟာမှအရေးမကြီးဘူး။အချိန်လောက်ဘယ်ဟာကမှပိုအရေးမကြီးဘူး။ဘယ်ဟာမှပိုအရေးမကြီးဘူးဆိုတာက nothing is more important. Nothing is more important. အချိန်လောက် than time. Than time. ချိန်လောက်ဘယ်ဟာကမှပိုအရေးမကြီးဘူးလို့ပြောခြင်း nothing is more important than time. Nothing is more important than time. Nothing is more important than time. ချစ်ချင်းမေတ္တာလောက်ဘယ်ဟာမှပိုအရေးမကြီးဘူး။ချစ်ချင်းမေတ္တာလောက်ဘယ်ဟာကမှပိုအရေးမကြီးဘူး။ဘယ်ဟာမှပိုအရေးမကြီးဘူးဆိုတာက nothing is more important. Nothing is more important. ချစ်ချင်းမေတ္တာလောက် than love. Than love. ချစ်မေတ္တာလောက်ချစ်ချင်းမေတ္တာလောက်ဘယ်ဟာမှပိုပြီးတော့အရေးမကြီးဘူး။ Nothing is more important than love. Nothing is more important than love. ကိုချင်းစာနာစိတ်လောက်ဘယ်ဟာမှအရေးမကြီးဘူး။ကိုချင်းစာနာစိတ်လောက်ဘယ်ဟာကမှပိုအရေးမကြီးဘူး။ဘယ်ဟာမှပိုအရေးမကြီးဘူးဆိုတာက nothing is more important. Nothing is more important. ကိုချင်းစာနာစိတ်လောက်ကိုချင်းစာနာစိတ်ထက် then empathy. Then empathy. ကိုချင်းစာနာစိတ်လောက်ဘယ်ဟာမှပိုအရေးမကြီးဘူးလို့ပြောခြင်း nothing is more important than empathy. Nothing is more important than empathy. ယုံကြည်မှုလောက်ဘယ်ဟာမှပိုအရေးမကြီးဘူး။ယုံကြည်မှုလောက်ဘယ်ဟာကမှပိုအရေးမကြီးဘူး။ဘယ်ဟာမှပိုအရေးမကြီးဘူးဆိုတာက nothing is more important. Nothing is more important. ယုံကြည်မှုလောက်ယုံကြည်မှုထက်ဆိုတာက then trust. Then trust. နောက်ပုံစံရေးရမယ်နော်။ယုံကြည်မှုလောက်ဘယ်ဟာကမှပိုအရေးမကြီးဘူး။ Nothing is more important than trust. Nothing is more important than trust. လေးစားမှုလောက်ဘယ်ဟာမှပိုအရေးမကြီးဘူး။လေးစားမှုလောက်ဘယ်ဟာမှပိုအရေးမကြီးဘူး။ဘယ်ဟာမှပိုအရေးမကြီးဘူးဆိုတာက nothing is more important. Nothing is more important. လေးစားမှုလောက်လေးစားမှုထက် then respect. Then respect. Respect ဆိုတာကဒီမှာ noun ပုံစံရေးထားတာနော် verb လည်းအဲ့ဒါပဲလေးစားမှုလည်းဒါပဲလေးစားတည်လည်းဒါပဲလေးစားမှုလောက်ဘယ်ဟာမှပိုအရေးမကြီးဘူး Nothing is more important than respect. Nothing is more important than respect. ပတ်ဝန်းကျင်ထိန်းသိမ်းရေးလောက်ဘယ်ဟာမှပိုအရေးမကြီးဘူးပတ်ဝန်းကျင်ထိန်းသိမ်းရေးလောက်ဘယ်ဟာမှပိုအရေးမကြီးဘူးဘယ်ဟာမှပိုအရေးမကြီးဘူးဆိုတာက Nothing is more important. Nothing is more important. ပတ်ဝန်းကျင်ထိန်းသိမ်းရေးလောက် Then environmental conservation. Then environmental conservation. Conservation ဆိုတာကထိန်းသိမ်းရေးကိုပြောတာနော် Environmental ဆိုတာကပတ်ဝန်းကျင်နဲ့သက်ဆိုင်တာကိုပြောတာ Conservation ဆိုတာကထိန်းသိမ်းပြုပြင်ရေးကိုပြောတာ Environmental conservation ဆိုတာကပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပြောတာ Then environmental conservation ပတ်ဝန်းကျင်ထိန်းသိမ်းရေးလောက်ဘယ်ဟာမှပိုအရေးမကြီးဘူးလို့ပြောခြင်း Nothing is more important than environmental conservation. Nothing is more important than environmental conservation. ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေလောက်ဘယ်ဟာမှပိုအရေးမကြီးဘူးကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေလောက်ဘယ်ဟာမှပိုအရေးမကြီးဘူးဘယ်ဟာမှပိုအရေးမကြီးဘူးဆိုတာက Nothing is more important. Nothing is more important. ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေလောက် Then your dreams. Then our dreams လို့ပြောလိုက်ရတယ်နော်မင်းရဲ့အိမ်မက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်မက်ဖြစ်ဖြစ်
သူကချုပ်ပြီးပြောတာဆိုတော့ than our dreams or than your dreams ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေလောက်ဘယ်ဟာမှပိုပြီးအရေးမကြီးဘူး nothing is more important than your dreams nothing is more important than our dreams ချစ်ရခင်ရသူတွေနဲ့အချိန်ပေးတာလောက်ဘယ်ဟာမှအရေးမကြီးဘူးချစ်ခင်ရသူတွေနဲ့အချိန်ဖြုံးတာကိုပြောတာပေါ့နော်ချစ်ခင်ရသူတွေနဲ့အချိန်ပေးပြီးတော့နေရတာလောက်ဘယ်ဟာမှပိုအရေးမကြီးဘူးလို့ဆိုလိုတာပါဘယ်ဟာမှပိုအရေးမကြီးဘူးဆိုတာက nothing is more important nothing is more important ချစ်ခင်ရသူတွေနဲ့အချိန်ပေးတာလောက် then spending time with loved ones then spending time with loved ones spending time ဆိုတာကအချိန်ဖြုံးတယ်ဟုတ်တယ်နော်အချိန်သုံးတယ် with ဆိုတာကနဲ့ loved ones ဆိုတာချစ်ခင်ရသူများ then spending time with loved ones ချစ်ခင်ရသူတွေနဲ့အချိန်ပေးတာလောက်ဘယ်ဟာမှပိုအရေးမကြီးဘူး nothing is more important than spending time with loved ones nothing is more important than spending time with loved ones ကိုလေးစားမှုလောက်ဘယ်ဟာမှအရေးမကြီးဘူးကိုလေးစားမှုလောက်ဘယ်ဟာမှပိုအရေးမကြီးဘူးဘယ်ဟာမှပိုအရေးမကြီးဘူးဆိုတာက nothing is more important nothing is more important ကိုလေးစားမှုလောက် then self respect then self respect self respect ဆိုတာကကိုလေးစားစိတ်ရှိတာကိုပြောတာပါကိုလေးစားမှုလောက်ဘယ်ဟာမှပိုအရေးမကြီးဘူးလို့ပြောခြင်း nothing is more important than self respect nothing is more important than self respect ဂတိတီးတာလောက်ဘယ်ဟာမှပိုအရေးမကြီးဘူးဂတိတီးခြင်းလောက်ဘယ်ဟာမှအရေးမကြီးဘူးပြောလဲရတယ်ဘယ်ဟာမှပိုအရေးမကြီးဘူးဆိုတာက nothing is more important nothing is more important ဂတိတီးတာလောက်ဂတိတီးခြင်းထက် then keeping your promise then keeping your promise ဂတိတီးတာလောက်ဘယ်ဟာမှပိုအရေးမကြီးဘူး nothing is more important than keeping your promise nothing is more important than keeping your promise ကိုချစ်တာလောက်ဘယ်ဟာမှပိုပြီးရေးမကြည့်ဘူးကိုချစ်တာလောက်ဘယ်ဟာမှပိုရေးမကြည့်ဘူးဘယ်ဟာမှပိုရေးမကြည့်ဘူးဆိုတာက nothing is more important nothing is more important ကိုချစ်တာလောက်ဆိုတာက then loving yourself then loving yourself ကိုချစ်တာလောက်ဘယ်ဟာမှပိုရေးမကြည့်ဘူး nothing is more important than loving yourself nothing is more important than loving yourself ဟုတ်ပါပြီဒီနေ့ပြောခဲ့တဲ့ speaking pattern လေးကလွယ်တယ်ရှည်ပေမဲ့နှုတ်ထွက်အောင်ကြက်ထားတင်ပါတယ် nothing is more important than noun တို့မဟုတ် ing ထည့်ပေးရပါတယ်သူရဲ့အတိပယ်ကတော့ဒီ noun တို့မဟုတ်ဒီ ing လောက်ဘယ်ဟာကမှပိုပြီးအရေးမကြီးဘူးလို့ပြောချင်တာပါ nothing is more important than ဆိုပြီးတော့သုံးပေးအောင်ပါပဲ noun ဆိုတဲ့နေရာမှာ pronoun ဆိုတဲ့ group လည်းပါတယ်ဆိုတာသတိရပါမင်းလောက်ဘယ်ဟာမှအရေးမကြီးဘူးလို့ပြောချင် nothing is more important than you သူမလောက်ဘယ်ဟာကမှအရေးမကြီးဘူးဆိုရင် nothing is more important than her အဲ့လိုမျိုး pronoun object တွေလည်းသုံးလို့ရတယ်နော် she တို့ဘာလို့သုံးလို့မရဘူး him her you သုံးလို့ရတယ်သူတို့လောက်ဘယ်ဟာမှအရေးမကြီးဘူးဆိုရင်ရော they လို့သုံးမလား them လို့သုံးမလား nothing is more important than them okay ဒါဆိုရင်ရလာပြီထင်ပါတယ်